ပကံပြည့်ရှင်အနော်ယထာမေအနုရောဓလွန်သောသူ၏သားတော်ဆောလမေနတ်တက်ခဲ့သည်ဆောလမေအားသူ၏တငယ်ချင်းဖြစ်သူငရေမကန်းကပုံကံဖန်စီတော်သဖြင့်ကျက်စစ်သားကတွားရောက်ခဲ့တဲ့ရာဆောလမင်းကကျက်စစ်သားသည်သူ့အားခွေးယူသူအော်လေသဖြင့်ဆောလမင်းကိုထားခဲ့ရလေသည်ရန်သူလက်ချက်ဖြင့်ဆောလမင်းကံကုန်ချိန်မှစ၍ပကံပြည်တွင်ကျက်စစ်သားမင်းနတ်တက်လေသည်ကျက်စစ်သားမင်းကြီးသည်ပကံပြည်ထီးနှံကို AD 1084တွင်ဆက်ခံခဲ့သည်အနော်ယထာမင်းကြီးအားထားရသောသူရဲကောင်းတစ်ယောက်ဖြစ်သည်ကျက်စစ်သားသည်အနော်ယထာထူထောင်ခဲ့သောလက်နက်နိုင်ငံတော်ကိုမပြိုကွဲအောင်စီယုံနိုင်ခဲ့သည်မွန်မြန်မာချစ်ချီနေထိုင်ရေးကိုအားပေးသည့်အနေဖြင့်သူရေးရောခဲ့သည့်ကြောက်စာများတွင်မွန်ဘာသာကိုလည်းထည့်သွင်းစေခဲ့သည်ဆယ်မြောင်ကျောင်းကံများကိုနိုင်ငံတော်အနှံ့ဆောက်လုပ်စေခဲ့သည်သာသနာတော်ကိုချီးမြှောက်၍ဖရာဇေဒီဂူပထုများတည်တော်ခဲ့တဲ့အပြင်ဗုဒ္ဓဂါယာရှိပျက်စီးယူရင်မှုများကိုတမန်များစေလွှတ်၍ပြုပြင်စေခြင်းပြိကတ်တော်ကိုစစ်ဆေးပြုပြင်၍တစုံကူးစေခြင်းမြို့တော်ရှိရဟန်းတန်ခါများအားပစ္စည်းလေးပါထောက်ပံ့လူဒန်းခြင်းအစရှိသောသာသနာရေးဆိုင်ရာကုသိုလ်များကိုလည်းပြုလုပ်ခဲ့သည်AD 1100ခုနှစ်ဒီဇင်ဘာတွင်နန်းတော်တက်ကိုတည်၍AD 1102ခုနှစ်ဧပြီလတွင်နန်းတော်ကိုလက်စားတက်ခဲ့သည်ထီးနှံကို28နှစ်ကြာစိုးစံတော်မူပြီးနောက် AD 1110နှစ်တွင်နိုင်ရဆန်ကံကုန်ခဲ့သည်အရိုက်ရာကိုမြီးတော်အလောင်းစီလူမင်းကဆက်ခံခဲ့သည်